သားတော်သမီးတို့ရဲ့အိမ်မှာတို့တွေကမိဘတွေနဲ့တူနေရမယ်ဟုတ်တယ်နော်တို့တွေကတော့မိဘတွေကဘယ်လိုရောက်နေလဲဒါဆိုလို့ရှိရင်ကိုတတိယနဲ့ကအဲ့ဒီမိဘတွေနဲ့ဆက်သွယ်တွင်ရင်ဘယ်လိုဆက်သွယ်ကြအောင်လဲဟုတ်တယ်ပြီးတော့ဘာလို့ပြီးတော့ဆက်သွယ်လို့ရမလဲဒီလိုပေါ်မှာပြီးတော့ဆက်သွယ်လို့ရမယ်ဟုတ်ပြီနော်အဲ့ဒီဗီဒီယိုကိုခေါ်ဖို့ဆိုဆင်မတို့မှာဖုန်းတွေကြည့်ဖို့လိုရတယ်အဲ့ဒါနော်အဲ့ဒါဆိုရင်အဲ့ဒီဖုန်းတွေမရှိခင်တော့ဟိုးဒီပြေတော့ဆိုလို့ရှိရင်သင်းနှန်းဆိုတဲ့ဖြစ်ကြီးနဲ့ဆင်မတို့ပြောတာဟုတ်ပြီနော်အဲ့ဒီသင်းနှန်းဆိုရတဲ့အခုလိုမျိုးလဲဖုန်းဆက်ပြီးတော့ပြောလို့ရတာပဲဟိုးဒီပြေတော့ကမင်းတို့အခုပွားနေဖြစ်တော့က10တန်းအောင်ပြီဆိုလို့ရှိရင်တောင်းကိုပွားပြီးတော့အောင်သိကိုသိလို့မရဘူးဘာလို့ဆိုနေရာမှာဝေးရပါဖြစ်နော်ဝေးရပါအဲ့ဒါဆိုကျွန်တော်တို့သင်းနှန်းရိုက်ပြီးပြောလို့ပြောရတယ်အခုလိုမျိုးဖုန်းတွေလို line မျိုးတိတိလေးလေးမရှိဘူးအဲ့ဒီချိန်ထဲမှာ share တဲ့ဆိုပြီး on နေကြရောတယ်မလား TV တွေမှာကတော့တပီလိုမြင်ဘူးလားမမြင်ဘူးလားမြင်ပါတယ်အဲ့ဒီချိန်ထဲနေတယ်လီဖုန်းတွေဟုတ်ပြီနော်နောက်ပြီးတော့တယ်လီဖုန်းတွေအဲ့ဒီပစ္စည်းကိရိယာတွေကိုဒီပြင်တဲ့သူကတော့ brand ပဲလို့ခေါ်တယ်သောနာကချိန်ထဲနေတယ်လီဖုန်းတွေအဲ့ဒါတွေကိုဒီပြင်တဲ့သူတွေကိုဘယ်လိုလုပ်ပါတော့ brand ပဲဟုတ်တယ်အဲ့ဒီသူတွေကိုဘယ်လိုလုပ်ပါလဲတော့ brand ပဲနော်ဒါဆိုရင်အခုဖြစ်မှာဆိုလို့ရှိရင်တချို့ရွာတွေမှာလျှက်စစ်မီးရတယ်တချို့ရွာတွေမှာလျှက်စစ်မီးမရသေးဘူးဟုတ်ပြီနော်လျှက်စစ်မီးမရသေးတဲ့ရွာတွေဆိုလို့ရှိရင်ဆရာမတို့ကြောင်းနိုင်လေးကိုသုံးကြည့်ပြီးတော့လင်းရောက်လေးယူလားမယူလားယူပါတယ်တချို့ဆိုလို့ရှိရင်လျှက်စစ်မီးမရသေးဆိုရင်ဆိုလာပြားလေးကိုဆရာမတို့အလင်းရောက်ယူပြီးတော့သုံးကြည့်ကြတယ်ဒါဆိုရင်လျှက်စစ်မီးရတဲ့နေရာတွေမှာဘာလေးတွေကိုသုံးပြီးတော့အလင်းရောက်လုပ်ကြလဲဆိုလာနောက်ပြီးတော့ရောက်လာပြီလျှက်စစ်မီးရတဲ့နေရာမှာအလင်းရောက်လို့ဘာကြီးစီးကိုသုံးလို့မသိဘူးဘာကြီးနောက်ပြီးတော့လျှက်စစ်မီးနောက်ပြီးတော့မီးကြောင်းဟုတ်တယ်နော်အဲ့ဒီလျှက်စစ်မီးသီးတွေမီးကြောင်းတွေနောက်ပြီးတော့ရှင်ဆရာမတို့ဗီဒီယိုလေးရောမသုံးလားသုံးပါတယ်ဒီလိုဆိုလို့ရှိရင်လေမီးမလောင်တကယ်လို့မိုးရီတားရွာနေမုန်တိုင်းကြီးရှိနေတယ်ဆိုလို့ရှိရင်ဒီပြက်သွားပြီဒါဆိုဆိုင်ရလွတ်လက်ပြီးဗီဒီယိုလေးဖွင့်ပြီးတော့ဆရာမတို့ဗီဒီယိုလေးနဲ့အောင်သိကြောက်လားဟုတ်ပါတယ်နော်အဲ့ဒီပစ္စည်းတွေကိုတည်နေတဲ့သူကတော့ဘယ်သူတော့မသိကြဘူးလားသိပါတယ်ဟုတ်ပြီအဲ့ဒီပစ္စည်းကိုတည်နေတဲ့သူကတော့ Thomas Edison ဖြစ်တယ်ဘယ်သူဖြစ်တာတော့ Thomas Edison ဟုတ်ပြီဆောနာတယ်လီဖုန်းကိုတည်နေတဲ့သူကတော့ ဟုတ်ပြီအခုမီးသီးတွေမီးတောင်းတွေဗီဒီယိုတွေကိုတည်နေတဲ့သူကတော့ Thomas Edison ဒီခါတော့နောက်တဲ့ထပ်ပြောမယ်ဆရာမအဲ့ဒီရေဒီယိုကတူကြောင့်လို့စာပေတွေ့ရှိတဲ့သူကတော့မာရီတူလီကိုခေါ်တယ်ဟုတ်ပြီနော်အဲ့ဒီသူဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီတက္ကမလုံးမှာနိုဘယ်ဆုတော်ရရှိခဲ့တယ်တကယ်သူဘယ်နဲ့သူရရှိခဲ့အောင်လဲသူကဘယ်ပညာရဲမှာရရှိခဲ့တာလို့ဆိုလို့ရှိရင်တဲ့ယူပါပေလာပညာရဲမှာရရှိခဲ့တာဟုတ်ပြီနော်တက္ကမလုံးမှာသူကသူဘယ်နဲ့သူရရှိခဲ့ရလဲဘာသူလေးလဲနိုဘယ်ဆုဟုတ်ပြီသူကဘာကိုရှာဝေတွေ့ရှိခဲ့အောင်ဆိုရင်ရေဒီယိုဟုတ်ပြီအဲ့ဒီရှာဝေတွေ့ရှိခဲ့တဲ့သူတော့ဘယ်လိုပေါ်မှာဆိုရင်မာရီတူရီဟုတ်ပြီနော်အဲ့ဒီရေဒီယိုကတူကြောင့်ရေရှာဝေတွေ့ရှိခဲ့တဲ့သူကဘယ်သူလဲမာရီတူရီတယ်လီဖုန်းကိုတည်နေတဲ့သူကတော့ဟုတ်ပါတယ်ဗီဒီယိုတွေလျှက်စစ်မီဒီရဲ့မိသားစုတွေတည်နေတဲ့သူကတော့ကောင်းတယ်ဗီဒီယိုကတူကြောင့်ရေရှာဝေတွေ့ရှိခဲ့တဲ့သူကတော့မာရီတူရီဖြစ်တယ်လေးကနောက်တဲ့တူအဲ့ဒီတုန်းကဘာလဲဆိုတော့ဆရာမတို့အာသီးရမယ်အခုလိုနေရာဒီပိုင်းနေပူတွေကနေပြန်လာတဲ့အိမ်ရောရောက်တယ်ပြီးရင်ရေခဲတက်တာယိုလက်ရေခဲရေမတော့ဘူးလားနေပူကနေချက်ချင်းပြန်လာတော့အပူနဲ့ရေခဲတက်တာရဲ့ထက်လာရေခဲခက်ခဲရေတောင်းလိုက်တော့ဆရာမတို့ဘာဖြစ်လာနောက်ပြီးသားတို့သမီးတို့မနေ့ကစောစောသေးတောင်းသွားဖို့တဲ့ထပြီးတော့ရေမဆုံးလားဟုတ်ပါတယ်ဆိုပြီးတောင်းသွားတယ်အဲ့ဒီမှာဆရာမတို့အစုပ်တွေပါရေမပတ်ဘူးလားအဲ့ဒီဟာတွေအတွက်ယောဂတွေပြောင်းဖို့စေကိုတီရှင်ခဲ့တဲ့သူကတော့ဘယ်လိုလုပ်ဆိုလို့ရှိရင်Alexander Fleming ဟုတ်ပြီနော်တန်လင်းစနေစေဆရာမတို့သောနာကယောဂတွေကိုပြောင်းဖို့တောက်ဖို့စေးရဘာစေးတော့ဆိုရင်တန်လင်းစနေစေအဲ့ဒီတန်လင်းစနေစေကိုတီရှင်ခဲ့တဲ့သူကဘယ်သူလဲတော့ဟုတ်ပါတယ် Alexander Fleming ကလီဖောင်းရုပ်တီရှင်ခဲ့တဲ့သူက